လူတိုင်းအသင်းပြောနေကြတဲ့အချိန်မှာတောင်ဘယ်တော့မှဝင်မပြောဘဲနေတတ်တဲ့လူတွေကိုသတိထားမိလားဒါကသူတို့ကစကားနဲ့လို့ဒါမှမဟုတ်စိတ်ဝင်စားလို့မဟုတ်ပါဘူးသူတို့ကလူများစုသတိမထားမိတဲ့အချက်တစ်ခုကိုနားလည်ထားလို့ပါစိတ်ပညာအရဆိုရင်အသင်းမပြောတဲ့လူတွေကစိတ်ခံစားမှုဆိုင်ရာအသိဉာဏ် emotional intelligence ပို့ပြီးတော့မြင်မာကြရတယ်တဲ့ခြားလူတွေအကြောင်းကိုပြောတဲ့စကားကပြောတဲ့ပုံစံနာကိုလိုက်ပြီးအပြောခံရတဲ့လူချက်ပြောတဲ့လူရဲ့ဆရာကိုပို့ပြီးတော့ဖော်ပြနေတယ်ဆိုတာကိုလည်းသူတို့ကကောင်းကောင်းသိကြတယ်ဒီလိုလူတွေကယုံကြည်မှုကိုတန်ဖိုးထားတတ်ကြတယ်။သူတို့ကလူလူမှုစစ်ဆန်ရေးဆိုတာတိဆောက်ရတာခက်တဲ့လောက်ပစ္စည်းဖို့ချက်အရန်လွယ်တဲ့အကြောင်းတခါပြောပြီးတဲ့စကားကိုပြန်ရုပ်သိမ်းလို့မရဘူးဆိုတဲ့အကြောင်းကိုလည်းနားလည်လက်ခံထားကြတယ်။ဒါကြောင့်သူတို့ကတမင်ကိုနှုတ်ဆိတ်ဖို့ရွေးချယ်ကြတာပါ။သူတို့တွေကတော်တော်များများကောလာဟာလာတွေရဲ့တန်ကိုကိုယ်တိုင်ခံခဲ့ရဘူးတဲ့လူတွေလည်းဖြစ်နိုင်ပါတယ်။အပျော်တဘောနဲ့ပြောတာပါဆိုတဲ့စကားလုံးတွေကဘလောက်တောင်ထိခိုက်စေနိုင်လဲဆိုတော့သူတို့သိတာပေါ့။သူတို့ကကိုယ်ပိုင်အမြင်မရှိလို့အသိမပြောတာမဟုတ်ပါဘူးအာယုံခံရဖို့တဲ့လေးစားမှုရဖို့ခဏတာယဉ်နေမှုတဲ့စိတ်ဓာတ်ခိုင်မာမှုကိုပြီးတော့ပြဿနာတွေတဲ့စိတ်အေးချမ်းမှုကိုပို့လို့ခြင်းလို့ပါသူတို့ကစကားပြောတာထက်နားထောင်ရတာကိုပို့ပြီးတော့ဦးစားပေးပါတယ်အခြားလူရဲ့လူဝတ်ချက်ကိုစောင့်ထိန်ပေးတယ်အတွေ့အတိုင်းကိုထုတ်ဖော်ပြောပြနေစရာမလိုဘူးဆိုတာကိုလည်းသူတို့ကကောင်းကောင်းနားလည်ထားကြတယ်